ဒီနေ့မှာတော့စောလောင်ဖို့အတွက်အနက်မမွေးလေးနဲ့စားလို့ကောင်းတဲ့ရေချုံငစင်ရိုင်းလေးချက်ပြပေးမယ်နော်အရင်ဆုံးအိုးထဲကိုစီပူအောင်ထည့်ထားလိုက်ပါမယ်ရှင်အနှစ်အရသာကောင်းကောင်းလေးရစေဖို့အတွက်စက်သွန်ဖြူစက်သွန်နီဂျင်းတို့ကိုတစ်ခါရဲထည့်ပြီးတော့စီတက်ထားလိုက်ပါမယ်ရှင်အားလုံးအနက်လေးတွေမှုေးပြီးကျွတ်လာပြီဆိုရင်တော့ငြုပ်ပြီးမုံလေးတစ်ခါရဲထည့်ထားလိုက်ပါမယ်ရှင်ငရုတ်တီးအယောင်လှလှလေးဖြစ်စေဖို့အတွက်ရေလေးအနည်းငယ်ထည့်ပြီးတော့စီတက်ပါမယ်ရှင်။ငညီနန်းတက်တာစေပြီးအနက်မမွေလေးရစေဖို့အတွက်ရှက်နက်နန်လေးပါတစ်ခါရဲထည့်ပြီးတော့စီတက်လိုက်ပါမယ်ရှင်။အခုဆိုလို့ရှိရင်ငစင်ရိုင်းလေးတွေကိုပါထည့်ပြီးတော့တစ်ခါရဲရောမွေလိုက်ပါမယ်ရှင်။အရသာအတွက်ငမြရေးထည့်လိုက်ပါမယ်ရှင်။နားရီကြက်တော့မဲ့အနေထားရောက်ပြီဆိုရင်တော့မကြီးရည်လေးအုပ်လိုက်ပါမယ်ရှင်အနက်မမွေးလေးရစေဖို့အတွက်နနံပင်လေးအုပ်ထားလိုက်ပါမယ်ရှင်အခုနောက်ဆုံးမှာတော့မဆလာလေးအုပ်ပြီးသွားပြီဆိုလို့ရှိရင်အိုးချလို့ရပါပြီအခုဆိုလို့ရှိရင်အနက်မမွေးလေးနဲ့စားလို့ကောင်းတဲ့ရေချုံကစင်ရိုင်းလေးရပြီဖြစ်ပါရဲ့ဟင်းအနစ်လေးရလည်းအရန်စားလို့ကောင်းတာမို့လို့လိုက်ချက်စားကြည့်ကြအောင်နော်